တင်ဟာကုကုကိုမြင့်တင်နေတဲ့သူလားဒါမှမဟုတ်နှိမ့်ချအောင်လုပ်နေတဲ့သူလားကုကုကိုမြင့်တင်တဲ့သူကဘလို့လူမျိုးလဲကုကုကိုနှိမ့်ချအောင်လုပ်နေတဲ့သူကရောဘလို့မျိုးလဲကိုကဘလို့လူမျိုးလဲဆိုတာသိရအောင်ပါချုပ်ဆရာတော်ဘုရားကြီးဟောကြားထားတဲ့မေတ္တာတော်အနှစ်ချုပ်ထဲမှာပါတယ်အထကုသလဆိုတဲ့စာလေးကိုလေ့လာရအောင်ရှင်အထကုသလရဲ့အဓိပ္ပာယ်ကတော့မိမိရဲ့အကျိုးစီးပွားကိုလိမ်မာပါနဲ့တဲ့ပုဂ္ဂိုလ်မိမိကိုနှိမ့်ချအောင်မလုပ်ဘဲမိမိကိုမြင့်အောင်လုပ်သူပဲဖြစ်ပါတယ်ရှင်မိမိ၏အကျိုးစီးပွား၌လိမ်မာသောသူသည်ကောင်းမှုများကိုစနစ်တကျပြုကျင့်သောကြောင့်တတိုင်းစီသောသူကဲ့သို့တဖြည်းဖြည်းအထက်သို့မြင့်တက်လာ၏မိမိ၏အကျိုးစီးပွား၌လိမ်မာမှုမရှိသူသည်မကောင်းမှုဒုစရိုက်များကိုပြုကျင့်မိတတ်သောကြောင့်တွင်တူသောသူကဲ့သို့တဖြည်းဖြည်းအောက်သို့နှိမ့်ကျသွားမည်။မိနဲ့လေလူလေအောက်ရောက်လေဖြစ်သည်။ကျမရတနာကေပါရှင်။အားလုံးလည်းဘဝမှာအထက်တန်းကြလို့မျက်နှာပန်းလှကြပါစေရှင်။အဆုံးထိကြည့်ပေးတာလည်းကျေးဇူးပါရှင်။